ဘာမြေကြီးဟာအသက်ရှူတန်တွေတချင်းတန်တွေနဲ့ပြည့်နှက်နေတဲ့ပရာဏိတုဘုံလေးတစ်ခုဖြစ်ခဲ့မှုပါတယ်ဒါပေမဲ့တိုးတက်မှုဆိုတဲ့အမိခံတဲ့အတူမိခိုးရောင်အရေးမဲတွေတထီးထီးဖုံးလွှမ်းလာခဲ့တယ်တစ်ပင်တွေနေရာမှာကွန်ကရစ်တော်တွေအစားထိုးလာတယ်။ရေတံငှက်တံတွေတိတ်ဆိတ်သွားပြီးအရာအလုံး6တွေ့သွားခဲ့တယ်စနစ်ကြီးတစ်ခုလုံးပြိုလဲသွားတဲ့အခါအားလုံးအတွက်ရှင်သန်စရာမြေဆိုတာမကြံတော့ပါဘူးအချိန်ကြီးပြင်ဆင်ကြမလားဒါမှမဟုတ်နောက်ဆုံးကြံခဲ့တဲ့အစိမ်းရောင်လေးကိုပါအဆုံးခံလိုက်မှာရွေးချယ်ခွင့်ကကျွန်တော်တို့လက်ထဲမှာ